အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ page လေးကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မိုးတွင်းကာလမှာတဘာဝကရတဲ့စားစရာလေးတွေနဲ့အရသာရှိတဲ့ငပေါင်းတုပ်လေးကိုထုတ်စားမှာဖြစ်ပါတယ်ငပေါင်းတုပ်ဆိုပေမဲ့ကျွန်တော်ဒီနေ့မှာလုပ်ပြထားတာကတော့ပဇွန်ငပေါင်းတုပ်ဖြစ်ပါတယ်ဒါကလည်းအရန်အရသာရှိတဲ့ဒေသရိုးရာစားစရာလေးတစ်ခုဖြစ်ပါတယ်ဒီလိုကာလလေးမှာဆိုရင်ကျွန်တော်တို့တောရွာတွေမှာအများဆုံးလှုပ်ရှားဖြစ်တဲ့စားစရာလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာငပေါင်းတုပ်ပုံစံကိုမှကျွန်တော်တို့ဒီငပြောရွက်နဲ့မထုတ်ဘဲနဲ့ကျွန်တော်တို့ဒဲအိုးနဲ့ပဲဒီတိုင်းအလုံးပြီးတော့ချက်တဲ့ကျွန်တော်တို့ငပေါင်းတုပ်ရောင်ပုံစံလေးလည်းရှိပါတယ်ကျွန်တော်ဒီနေ့လုပ်ပြမှာကတော့ဒီငပြောရွက်လေးနဲ့တေချာလေးကိုထုတ်ပြီးတော့ဟင်းထုတ်ပုံစံလေးလုပ်ပြမှာဖြစ်ပါတယ်ထုတ်တဲ့အခါမှာငပြောရွက်တွေကျွတ်ဆက်ပြီးတော့ကွဲထွက်မသွားဖို့ကိုကျွန်တော်တို့ဒီငပြောရွက်ကိုတချို့ကတော့ပေါင်းကြတယ်ကျွန်တော်ကတော့ဒီမီးထဲမှာပေါ့နော်ခဏလေးပေါ့နော်ဒီလိုမျိုးဘယ်ညာလေးလှန်ပြီးတော့ကျွန်တော်ကတော့အပူပေးပြီးတော့ငပြောရွက်ကိုနုံးအောင်လေးလုပ်ပါမယ်ကျွန်တော်ဒီနေ့ထဲမဲ့ပါဝင်ပစ္စည်းတွေကတော့ငွေနှင်းမို့ရဲ့ရွက်ရဲ့ပြီးရင်ပြောင်းဘူးဒါကတော့ကျွန်တော်တော်တလင်းဘူးပေါ့နော်တော်တလင်းဘူးပါမယ်ပြီးရင်ပဇွန်ရဲ့ကျွန်တော်တို့ဒီမိုးတွင်းကာလမှာပေါ်တယ်ကျွန်တော်တို့မြစ်ရယ်ပေါ့နော်ဒီမြစ်တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့တောရွာတွေမှာအလွယ်တကူရကြတယ်ဒီကာလမှာဆိုမြစ်ပေါ်တဲ့အတွက်ကြောင့်မို့လို့ငပေါင်းတုပ်ကိုဒီလိုမျိုးအရသာစီစီလေးထုတ်စားတယ်ပေါ့နော်ငပေါင်းတုပ်မှာဆိုရင်ကျွန်တော်တို့ဒီငပြောဘူးလေးကပါလို့ဆိုရင်ပို့ပြီးတော့လည်းစားကောင်းတယ်ကျွန်တော်ငပြောဘူးရှာလို့မရတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးလေးပဲလုပ်လိုက်ပါတယ်မှုတွေကိုလည်းကျွန်တော်တို့အစိပ်ပိုင်းသေးလေးတွေဖြစ်အောင်ကျွန်တော်တို့လက်နဲ့ပဲဖယ်ထုတ်လိုက်မယ်မြစ်တွေကိုလည်းကျွန်တော်တို့အပြင်ကဝက်ဘက်လေးတွေကိုကျွန်တော်တို့ခွာထုတ်ပြီးလို့ရှိရင်ကျွန်တော်တို့အက်လေးနဲ့ပေါ့နော်ဒီလိုမျိုးလေးဖဲရလွယ်တဲ့အမြင်ပုံစံလေးဖြစ်သွားအောင်ကျွန်တော်ကတော့အက်လေးတွေနဲ့ဒီလိုမျိုးလေးဆွဲလိုက်ပါတယ်ဒါမှပဲကျွန်တော်တို့ဒီမြစ်နဲ့စားတဲ့အခါမှာကျွန်တော်တို့ဒီအမြင်လေးတွေနဲ့ပို့ပြီးတော့လဲစားကောင်းသလိုပို့ပြီးတော့လဲပပိုင်နိုင်ပပဲနဲ့စားလို့ရတယ်ကျွန်တော်တို့မြင့်ငပေါင်းတုပ်လေးရမှာဖြစ်ပါတယ်ခင်ဗျာငပေါင်းတုပ်ထုတ်တဲ့အခါမှာကျွန်တော်တို့တချို့ရောင်းတန်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီငပေါင်းတုပ်ပေါ်မှာကျွန်တော်တို့ငါးလေးတုံးတင်ပြီးတော့ရောင်းကြတယ်ပေါ့နော်တချို့ကျတော့ပဇွန်ငပေါင်းတုပ်ဆိုလို့ရှိရင်ပဇွန်လေးအပေါ်မှာတင်ပေးတယ်ကျွန်တော်ကတော့ဒီနေ့မှာပဇွန်ကိုပဲသုံးပါမယ်ပြီးရင်တော့ပါဝင်ပစ္စည်းတွေဖြစ်တဲ့မြစ်ရယ်မှုရယ်ကိုကျွန်တော်တို့ရောထည့်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ပြောင်းမှုပါထည့်ပါတယ်ပြောင်းမှုကိုလည်းနှုတ်တဲ့အပိုင်းလေးတွေကိုအပေါ်ကဓာတ်လေးနဲ့တေချာလေးလှီးထည့်လိုက်ပါမယ်ငပေါင်းတုပ်မှာအဓိကအသက်ကတော့ငပြောဘူးပေါ့နော်ကျွန်တော်ဒီနေ့မှာငပြောဘူးဘလို့မှရှာလို့မရတဲ့အတွက်ကြောင့်မလို့ပြောင်းမှုကိုပဲထည့်လိုက်ပါတယ်ဒါကတော့တော်တလင်းဘူးပေါ့နော်တော်တလင်းဘူးလဲဟုတ်ချင်ဟုတ်မယ်ကျွန်တော်အခေါ်ဝေါ်ရင်မှားသွားလို့ရှိရင်နားလဲပေးပါပေါ့နော်ဒါကကြတော့ကျွန်တော်တို့ဒီမိုးရင်းကာလာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဖူးလေးတွေကိုပြုတ်ပြီးတော့ငပိရင်နဲ့တို့စားကြတယ်ပေါ့နော်သူ့ရဲ့အရသာကကျွန်တော်တို့ဒီတောရဲ့ဟိုတဘာဝစစ်ကိုရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီငပေါင်းတုပ်မှာချိုလေးဖြစ်သွားအောင်ကြက်သွန်နီနိုင်ခြင်းလေးလှီးထည့်မယ်ပြီးရင်စနွင်းမုတ်အနေငယ်စားအနေငယ်နဲ့အချိုမုတ်အနေငယ်လေးထည့်ပါမယ်ပြီးရင်တော့ဆန်နှင်းမုတ်ပေါ့နော်ဆန်နဲ့မုတ်လေးကိုလည်းနည်းနည်းများလေးထည့်မယ်ပြီးရင်ရေအနှဲငယ်ထည့်ပြီးတော့ဒါတွေအားလုံးတမသွားအောင်ကျွန်တော်တို့ရောနေပါမယ်ခင်ဗျာရေအရန်ထည့်တာများသွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနယ်တဲ့အခါမှာရေကြီးပဲဖြစ်ပြီးတော့လုံးဝကိုအဆင်မပြေဘူးဒီနေရာမှာကျွန်တော်ကတော့နှစ်ပကံခွဲလိုက်တယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ကအချိုနဲ့အဆက်2မျိုးလုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆက်လုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အစိမ့်မုတ်လေးကိုအနှဲငယ်ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်တော့အားလုံးကိုတမအောင်ရောပြီးတော့နေပါမယ်ပဇွန်တွေကိုလည်းရတာစိတ်ဝင်သွားအောင်လို့2မျိုးလုံးကိုပဇွန်တွေရောပြီးတော့ထည့်နေလိုက်ပါမယ်ခင်ဗျာဒါကပဇွန်နဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့ဒါကငါးမစားဘူးဆိုရင်ပဇွန်နဲ့ဆိုရင်ပို့ပြီးတော့လဲစားကောင်းတယ်ပေါ့နော်ဒါငါးမစားတဲ့လူတွေအတွက်ကိုဒီနေ့လုပ်ပြတာကပဇွန်နဲ့ပဇွန်ငပေါင်းတုပ်လေးဖြစ်ပါတယ်ခင်ဗျာအားလုံးလည်းအစင်သင်ဖြစ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟင်းထုတ်လေးစားထုတ်လိုက်ပါမယ်ကျွန်တော်တို့ကတော့ဒီငပြောရွက်ပေါ်မှာရွက်လေးခင်းတယ်ပြီးရင်တော့အပေါ်မှာကျွန်တော်တို့ခုနကနေထားတဲ့အစာပလာလေးထည့်တယ်ပဇွန်လေးထည့်ပါမယ်ကျွန်တော်တို့ငပေါင်းတုပ်ထဲမှာရွက်မပါဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့စားရတာတစ်မျိုးကြီးပေါ့နော်ကျွန်တော်တို့နယ်ဘက်ဒီမှာဆိုလို့ရှိရင်ရွက်ကအဓိကအသက်ပေါ့နော်ကျွန်တော်ဆေးဘက်လဲဝင်တယ်လို့ငပေါင်းတုပ်မှာဆိုရင်ရွက်အနံ့လေးနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ငပေါင်းတုပ်ရဲ့အရသာကဘယ်လိုပြောရမလဲစားရတာပို့ပြီးတော့ main တယ်လို့ခံစားရတယ်ပေါ့နော်ဒါထုတ်နေရင်လည်းမှာပေါ့နော်ကျွန်တော်ရဲ့ငပေါင်းတုပ်လုပ်ငန်းစဉ်ကပို့ပြီးတော့အင်အားတောက်တင်လာတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ဝိုင်းကူပေးဖို့အမတွေအကိုတွေပေါ်လာတယ်ပေါ့နော်ဒါကလည်းသူ့ကလေးကိုသူတို့လာကြိုရင်းနဲ့မှာငပေါင်းတုပ်လုပ်ဖို့အတွက်ကိုအားလုံးကတက်ညီနဲ့ဝိုင်းကူကြတယ်စိတ်ကောင်းတယ်ကျွန်တော်တို့ဖိသားစုလေးဖြစ်ပါတယ်ခင်ဗျာသူတို့ဇနီးနှမောက်နဲ့2ယောက်လုံးဝိုင်းထုတ်ပေးလိုက်မှာပဲကျွန်တော်လည်းနည်းနည်းတက်တာသွားတော့ဗောနော်နောက်ဆိုရင်1ယောက်တည်းလောက်ရတာအရန်ကိုကတိနေနိုင်တယ်ဒီမှာငပြောရွက်ထုတ်ရတာလည်းအရန်ကိုလက်ဝင်တယ်ဗောနော်သူတို့တက်ညီနဲ့ဝိုင်းလုပ်ပေးနေတာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာလုံနေရင်လည်းကျွန်တော်တို့ငပြောရွက်ကုံသွားတယ်ငပြောရွက်ကုံရင်လည်းစိတ်မပူနဲ့ပေါ့နော်ဒီမှာငပေါင်းထုတ်လေးလှုပ်စားဖို့အတွက်ကိုတချို့ကငပြောရွက်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒဲအိုထဲမှာပဲဒီလိုမျိုးဟင်းထုတ်ပုံစံလေးကျွန်တော်တို့လုံးချက်ပြီးတော့လှုပ်လို့လည်းရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ပကံထဲမှာထည့်ပြီးတော့ကျွန်တော်တို့ဒီပေါင်းအိုးနဲ့ကျွန်တော်တို့ပေါင်းလို့ရတယ်ပေါ့နော်ပေါင်းတဲ့အခါမှာလည်းနည်းနည်းပပလေးထည့်ပြီးပေါင်းလို့ရှိရင်အကျက်လည်းမြန်ပါတယ်ဒါဆိုလို့ရှိရင်အခုဆိုရင်ကျွန်တော်ကိုထုတ်သွားပေးတယ်ငပေါင်းထုတ်လေးတွေရပါပြီဒဲအိုထဲမှာရင်နွေးကိုစူအောင်တည်လိုက်မယ်ပြီးလို့ရှိရင်အပေါ်ကကျွန်တော်တို့ပေါင်းတဲ့စကားအိုးလေး
ပေါ့နော်စကားအိုးလေးကိုတင်မယ်ရင်တွင်းလဲပွက်ပွက်လေးဆူလာပြီးအငွေ့တွေလဲလှလှိုင်လေးထလာပြီးဆိုလို့ရှိရင်တော့ခုနကငပြောရွက်နဲ့တေချာလေးထုတ်ထားတဲ့ကျွန်တော်တို့ငပေါင်းတုပ်လေးကိုထည့်ပြီးတော့ပေါင်းလိုက်ပါမယ်အချိန်အားဖြင့်ကတော့10မိနစ်15မိနစ်ဆိုလို့ရှိရင်ကျွန်တော်တို့အရသာရှိတဲ့ငပေါင်းတုပ်လေးရပါပြီခင်ဗျာပေါင်းတုပ်ကကျွန်တော်တို့ငပြောရွက်နဲ့ထုတ်လို့ရှိရင်ပို့ပြီးတော့အကြက်လဲမြန်တယ်ပေါ့နော်ဒီတိုင်းပကံနဲ့ထည့်တာတက်စားလို့ရှိရင်ကျွန်တော်တို့ဒီငပြောရွက်နဲ့ထုတ်တာကအကြက်လဲမြန်တယ်လို့ကျွန်တော်တို့ငပြောရွက်ရဲ့အနံ့ရဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရွက်ရွက်ရဲ့အနံ့ရဲ့ကကြက်ပြီးဆိုတာနဲ့ကျွန်တော်တို့လှိုင်ပြီးတော့တက်လာတဲ့အခါမှာဘိုက်ကိုလည်းအရန်စားစေတယ်လို့အရန်လဲမွေးတဲ့ငပေါင်းတုပ်လေးကိုရပါပြီခင်ဗျာခုနကကျွန်တော်ပြောသွားသလိုပဲငပေါင်းတော့ထုတ်ဖို့အတွက်ငပြောရွက်စာမရဘူးဆိုလို့ရှိရင်ဒဲအိုးထဲမှာရေလေးအလုံလောက်လေးထည့်ပြီးတော့ကျွန်တော်တို့လုံချက်ပုံစံလေးရွရွနဲ့လုံချက်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ပေါင်းအိုးစီတယ်ဆိုရင်ကျွန်တော်တို့ပကံထဲမှာဒီလိုမျိုးလေးထည့်ပြီးတော့အပေါ်အောက်လေးတေချာလေးဖုံးပြီးတော့ဒီဒဲအိုးထဲမှာပေါင်းလို့လည်းရပါတယ်ဒါပေမဲ့ပေါင်းတဲ့အခါမှာကျွန်တော်တို့ဒီနည်းနည်းပပလေးလှုပ်ဖို့ကိုအကြံပြုချင်ပါတယ်အရန်ထုတယ်ဆိုလို့ရှိရင်တော့စောက်ရတဲ့အချိန်ကအရန်ကြာပြီးတော့အတွင်းထဲမှာမကြက်တာတွေဖြစ်တတ်ပါတယ်ဒီနေ့ကျွန်တော်လုပ်ပြလိုက်တာကတော့ကျွန်တော်တို့ရဲ့မြမရိုးရာတောရွာရဲ့အရသာစစ်စစ်ပစုံငပေါင်းတုပ်လေးဖြစ်ပါတယ်ဒီနေရာမှာ2မျိုးပေါ့နော်ကျွန်တော်တို့ငါးငပေါင်းတုပ်ရဲ့ပစုံငပေါင်းတုပ်ရဲ့ဆိုပြီးတော့2မျိုးရှိတတ်ပါတယ်ကျွန်တော်ဒီနေ့လုပ်တာကတော့ငါးမစားတဲ့လူတွေအတွက်ကိုတမင်ရွယ်ပြီးတော့ပစုံငပေါင်းတုပ်လေးကိုအရသာစစ်စစ်လေးလုပ်ပြလိုက်တာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာဒါကိုပဲထမင်းနဲ့စားရင်ပဲဖြစ်ဖြစ်ဒီတိုင်းအစာပြေလေးပေါ့နော်ကျွန်တော်တို့ဇွန်းလေးနဲ့ကလောရင်သွေးချမ်းလေးနဲ့ပဲစားရင်ပဲဖြစ်ဖြစ်ဒီမိုးတွင်းကာလာနဲ့အရန်ကိုမှလိုက်ဖက်တဲ့ရာသီစာလေးလည်းပြောလို့ရပါတယ်ကျွန်တော်တို့မိုးတွင်းဆိုလို့ရှိရင်ငပေါင်းတော့မလောက်စားတဲ့အိမ်ကကြတော့ခက်ရှားရှားရဲ့ပါဒီဒါနယ်ဘက်ဒီမှာဆိုလို့ရှိရင်ဒီအစားအစာလေးကလူတိုင်းလည်းကြိုက်ကြသလိုဒီကာလာမှာဆိုလို့ရှိရင်ပုံမှန်ထက်ကိုပို့ပြီးတော့အိမ်တိုင်းလေးလိုလောက်ကြတဲ့စားစရာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်